ဆက်ရှိရွေး 128ရွေးဟုတ်တော်လိုက်တာမောင်လေးရယ်တော်လိုက်တာအရင်လှုပ်ဆောင်ဝင်ကနေပြောထားတယ်လေလောက်လာလို့ရှင်ယူနီဖောင်းပြုတ်စုံနဲ့လာရမယ်ဆိုတော့မသိကြဘူးလားမောင်လေးရင်ပြောလိုက်နော် မဟိုလေးကဟိုကုတ်ကပူလို့ထားခဲ့တာမအဲ့ဒါကြောင့်မို့လေမလေဆွဲကက်လေးပါလေမဒါဖေးမရှိရမှန်းသိတယ်လေဟုတ်ပါတယ်မောင်လေးမှန်တယ်နော်ပြောဘယ်လိုဖြစ်တာတော့ဟမ်အဖို့နေဖို့နေမကြိုက်ဘူးပြန်ပြော ဟုတ်မှာလက်စွပ်ကလေးကအိမ်မှာကျန်နေကြလို့ရှင် မင်းတို့ပြောလိုက်လို့ရှင်စင်ကြီးကြီးပဲနောက်တစ်ခါဆိုလို့ရှင်ဖိုင်းဖြတ်မယ်နော်လာမောင်လေးဟိုဘက်လာခဲ့ သူကြလည်းမပါပဲ ဒါလေးဆိုလို့ရှင်ကြာဘူးကြွယ်အတွဲလေးလေဒါမတို့ဆိုင်မှာဒါမျိုးလေးဆိုလို့ရှင်အရင်ရောင်းရတာ hot item ပေါ့နော်နောက်တစ်ခုရှိသေးတယ်သူတို့တကြားကလေးပေါ့နော်ဒီတကြားကလေးဆိုလို့ရှင်ရွှေတစ်လုံးကိုပေါ့နော်3000ခွဲဝန်းကျင်ပဲရှိတယ်တချို့ရွှေချင်းနဲ့ပေါ့နော်အဟန့်တဲ့ဘူးသူ့တင်တဲ့သူတွေဆိုလို့ရှင်ဒါမျိုးလေးတွေထူကြတယ်ရတယ်နော်မောင်လေးရတယ်နော်ရလားအဲ့ဆိုမမေကိုမင်းမယ်နော်မေကိုမင်းမယ်နော်မောင်လေးအဲ့ဆိုမောင်လေးကိုရင်မေးလိုက်မယ်နော်မောင်လေးဒီဥစ္စာကကြတော့အမတို့အခောက်ရှိလို့ခေါ်တယ်အဲ့ဒါကြတော့ဘယ်နှပဲရည်ရောအခောက်ရှိလို့ဘယ်နှပဲရည်ရောမောင်လေး 19ပေး စနေနေ့လေးရှော့လာ 15ပေး ဒီနေ့ပြန်တက်လာအောင် 16ပေး တော်လိုက်တာဒီလိုကလေးမျိုးမှလုံးမခံလို့ရှင်ဘယ်လိုကလေးမျိုးလုံးခံရမှာတော့ဟဲ့နေ့လည်းလာမယ်မနေ့ကဆိုင်ပါလေဒီလိုမျိုးအတွဲလေးဝယ်သွားတဲ့အမကြီးကိုမသိရမလားအဲ့မယောက်ျားနာမည်ဘူးတော့ဟမ်မသိဘူးလားမသိအောင်သူစားလေးလာခြင်းစိတ်ကိုမရှိဘူးအားနေစကားပဲပြောခြင်း သူကြမသိ လာမောင်လေးနောက်တစ်ခုလိုက်ပြပေးဟဲ့ဘယ်လိုပြနေရတော့ဆွေတင်အင်းကြီးကိုမရှိဘူးနော်ဒါမောင်လေးဒီဘက်လာဒါလေးတွေကကျတော့ကိုသုံးတော့အခောက်ရှိလို့ခေါ်တယ်သူကလက်ရဒီဇိုင်းအားဖြင့်လဲချွေချွေငနဲ့နဲ့အဟန့်တင်လို့ခါတာဆိုတော့တော်တော်များလူငယ်ကြိုက်လေးပေါ့နော်မတို့ဒီလူငယ်ကြိုက်လေးတွေရွယ်သုံးမှမရွေးကြိုက်တဲ့ဒီဇိုင်းလေးဖြစ်တယ်ရှားရယ်နော်အမပြောတာကိုရှင်းနေနော်သူကမင်းကုန်းလေးမိမယ်နော်ဒါလေးကိုဘယ်လိုလေးခေါ်လဲမောင်လေး လက်ကောက် ဟဲခေါ်လိုက်တာလူကလေးမျိုးကြည့်ကြည့်ထားတာအရန်ကောင်းတာပဲမိမယ်နော်ရလားမနေ့ကဆိုင်မှာဧည့်သည်ဘယ်နှယောက်ဝင်လဲမသိအောင်သူကလည်းနေတယ်ရှိအားနေစကားပြောလို့ရှိနောက်တစ်ခုပြပေးမယ်နော်မောင်လေးသင်ခန်းစာတွေကုန်ပြီဆိုတော့ဘုရားမိမယ်နော်မောင်လေးကိုရေးမိမယ်နော်အဆင်ပြေရမလား ရတယ် မောင်လေးတပည့်မှာဘယ်နဲ့ရွေးရှိရော ရှိရွေး ဟဲတော်လိုက်တာလက်ခုပ်တပြေဟဲ့ရှိလေတော်လိုက်တာမောင်လေးရယ်မောင်လေးတစ်ချက်မှာဘယ်နဲ့ရွေးရှိရော 128ရွေး 128ရွေးဟုတ်တော်လိုက်တာမောင်လေးရယ်တော်လိုက်တာအရင်နဲ့လေ နေအောင်16ပဲတယ်15ပဲလို့12ပဲနဲ့မြောက်ဖောက်ရတယ် ဟာ လုံးလုံးခတ်နေ